တရားဒီဗီဒီယိုတွေ့ရဆိုရင်ပေါ့နော်အကြောင်းပဲတွေ့တာမဟုတ်ပါတော့ကိုအတွက်ရတဲ့ရတဲ့ message တွေရှိမယ်ကိုအတွက်အခုချိန်မှာလိုအပ်နေတဲ့ maybe support တစ်ခုဖြစ်ရင်ဖြစ်မယ်ပေါ့နော်ဆိုတော့ရိုးရဲ့ဒီဗီဒီယိုလောက်ရတဲ့ intention ကအခုချိန်မှာတကယ်လိုအပ်နေတဲ့သူတကယ်ဥမှာပေါ့နော်ဒီရဲ့ message ရတဲ့ရတဲ့သူတွေပေါ့နော် cancel တဲ့သူတွေပဲပေါ့နော်ဒီရဲ့ message ကိုရပါစီဆိုတဲ့ intention လေးနဲ့လုပ်လိုက်တာဖြစ်ပါတယ်အဲ့တော့ဒီဗီဒီယိုလေးကကိုနာရောက်ခဲ့တယ်ဆိုရင်တော့ကိုအတွက်တစ်ခုခုတော့ရှိမယ် maybe ကိုမှာချင်တဲ့စကားတွေ maybe God ပဲပြော universe ပဲပြောကိုအဆောင်ရှောက်တွေပဲပြောပေါ့နော်ဆိုတော့တို့ရဲ့ message တွေရှိလိုက်မယ်ပေါ့နော်ဆိုတော့ကြည့်ရအောင်ရုံးရဲ့သားတော့ကဘာ message ပေးချင်တယ်လဲအခုဒီဗီဒီယိုကြည့်နေတဲ့သူအတွက်ပေါ့နော်ဘာ message များရှိမလဲ let's see ဒီဗီဒီယိုဘယ်အချိန်မှာပဲမြင်မလို့ဒါကိုအတွက်တကယ်လိုအပ်တဲ့အချိန်မှာတွေ့ရဖြစ်ပါတယ်ဆိုတော့ let's see ပေါ့နော်ကြည့်ကြရအောင် okay ကကရင် flip ဖြစ်သွားဆိုတော့အဲ့ကကိုယူလိုက်မယ်ပေါ့နော်ဒီကနကကြရယ် 7 of pentacles and 3 of pentacles okay and then Queen of Cups okay message ကအရင်ပြတ်သွားတယ်ပေါ့နော် and the base of the card is got ဟိုပေါ့နော် hybrid test ဆိုခါကြတော့ဒီဗီဒီယိုကြည့်နေတဲ့သူတွေငွေနဲ့ပတ်သက်ပြီးတော့ဘာလို့အလောက်တောင်မှစိတ်မောလူမောတွေဖြစ်နေရတာလဲပေါ့နော်ဆိုလို့ရှိတဲ့ဘောဒီနေရာမှာဘယ်လိုမျိုးဖြစ်နိုင်လို့ဆိုခါကြတော့ဒီငွေတွေနဲ့ပတ်သက်လာရင်ပေါ့နော်ငွေနောက်ကိုလိုက်တာမျိုးငွေနောက်လိုက်တယ်ဆိုရင်နေမှာဘယ်လိုမျိုးဖြစ်တယ်ဆိုတော့ကျွန်တော် maybe ကိုယ့်ရဲ့ငွေနဲ့ပဲကိုပူပန်နေရတာပေါ့နော် maybe ကိုယ့်ရဲ့ငွေတွေကခံသွားတယ်အဲ့ဒီဟာနဲ့ပတ်သက်ပြီးစိတ်တွေပူတယ် maybe အလုပ်အကိုင်တွေလုပ်နေတဲ့သူတွေရင်းနှီးမြှုပ်နှံမှုလုပ်တဲ့သူတွေ investment လုပ်တဲ့သူတွေအနေနဲ့ဆိုရင်လည်းပေါ့နော်လုပ်ငန်းကြီးကံကြီးလုပ်နေတဲ့သူတွေဆိုရင်လည်းဘယ်လိုမျိုးဆိုငါငွေတွေဒီမှာဖိလိုက်ပြီးဟာအဲ့ငွေကခံသွားတယ်အဲ့ငွေကတိတ်သွားတယ်ဆိုတဲ့ပုံစံမျိုးလေးတွေ့ရတာပေါ့နော်တချို့လူတွေအတွက်ကျတော့ဘယ်လိုမျိုးဖြစ်နိုင်လဲဆိုတော့ maybe salary pending ဖြစ်နေတာမျိုး salary တွေမရတာမျိုးကိုလှုပ်ထားတဲ့အရာပေါ့နော်ကိုလှုပ်ထားတဲ့အရာနဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့ခွန်အားတွေတုံးထားတယ်ကိုယ့်ရဲ့အားတွေတုံးထားတယ်ဒါပေမဲ့အဲ့ဒီဟာနဲ့ပတ်သက်ပြီးကိုယ်မှရတဲ့ရထိုက်တဲ့ money value တခုမရနေတာမျိုးတွေ့ရတယ်ဆိုတော့ဒီဗီဒီယိုကြည့်နေတဲ့သူတွေတော်တော်များများကလစာတွေမရတာမျိုးတွေလစာတွေ pending ဖြစ်နေတာမျိုးတွေဖြစ်နိုင်တယ်ပြီးတော့တချို့သူတွေအတွက်ကျတော့ maybe promotion ကိုစောင့်နေတယ် promotion ကလုံးဝမရလို့ကစိတ်တွေအလုပ်တွေထဲမှာပေါ့နော်အဲ့လိုမျိုးပါလိုက်မပါလိုက် emotion တွေအထက်အကျဖြစ်နေတာမျိုးဖြစ်နိုင်တယ်ပေါ့နော်ပြီးတော့တော်တော်များများမှာဘယ်လိုဖြစ်လို့ဆိုကိုရင်းနှီးလိုက်တဲ့ငွေတွေကခံနေတာမျိုးပေးလိုက်တဲ့ငွေတွေပြန်မရတာမျိုးပေါ့နော်အဲ့လိုမျိုးတော်တော်များများမှာကြုံနေရတာမျိုးပေါ့နော်ဆိုတော့အတိကတော့ဒီဗီဒီယိုကြည့်နေသူတော်တော်များကငွေနဲ့ပတ်သက်လာရင်မောနေရတယ်လို့မြင်ရတယ်စိတ်မောလို့မကိုပတ်စံနဲ့ကိုပဲပူနေရတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးတွေ့ရတယ်ဆိုတော့ကဒီဗီဒီယိုကြည့်နေတဲ့သူတွေကလေနည်းနည်း emotional ပတ်သက်ပြီးနည်းနည်း release လုပ်ဖို့လိုအပ်တယ်လို့မြင်နေပေါ့နော်ပြီးရင်နောက်တစ်ခုပေါ့နော်ကန်ကျွေးဝတ်ကြေးတွေဒီခံနေရတယ်တော့ကျွန်တော်မြင်တယ်သူက maybe ပေါ့နော်ဒါကိုယ့်ရဲ့ဟိုပေါ့နော် part တစ်ခုဖြစ်လိုက်မယ်ဘဝရဲ့ estate ပိုင်းမှာဒီရဲ့အရာတွေကကိုကြုံတွေးရမယ်ဆိုတဲ့အရာလေးလည်းဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့နည်းနည်းလေးတော့တီးခန့်ဖို့လိုမယ်ဒါပေမဲ့ဒီဗီဒီယိုကြည့်ပြီးတော့ပေါ့နော်2လကနေ3လအတွင်းမှာဒီငွေကြေးပိုင်းနဲ့ပတ်သက်ပြီးတော့ပေါ့နော် solution တွေပေါ်လာမယ်ကိုယ့်အတွက်ကောင်းမွန်တဲ့ better opportunity တွေ better income တွေရလာမယ်လို့တော့ကျွန်တော်မြင်နေပေါ့နော်ဆိုတော့ဒီဗီဒီယိုကြည့်နေတဲ့သူတွေကိုပြောချင်တာစိတ်တက်မကြနဲ့အားမငင်နဲ့ပေါ့နော်ကိုယ့်အတွက်လမ်းကြောင်းတွေပေါ်လာမယ်ပြီးနောက်တစ်ခုဒီမှာဗာမြင်ရတော့ဆိုတော့ကိုအတွက်များတာတဲ့အရာမျိုးတစ်ခုခုပေါ့နော်ကိုညီမဲ့သူပေါ်လာတတ်တယ်ဆိုတော့ဥပမာကိုကဒီအရာတစ်ခုလိုက်တာကြားနေပြီးဒီအရာတစ်ခုလောက်တာကြားနေမရဘူးမဖြစ်ဘူးဆိုတော့ဒီအရာတွေနဲ့ပတ်သက်ပြီးတော့ကိုလမ်းကောင်းပေးမဲ့သူလမ်းကြောင်းပြောင်းပေးမဲ့သူ suggestion ကောင်းပေးမဲ့သူတွေပေါ်လာတတ်တယ်ဆိုလို့ချင်းတော့မိတ်ကောင်ဆွေကောင်တွေတွေ့ရတတ်တယ်ကိုဒီ situation ဒီအခက်အခဲတစ်ခုရှိနေဆိုလဲအဲ့ကနေလွတ်မြောက်အောင်ကိုညီပေးမဲ့သူပေါ်လာတတ်တယ်ဒါပေမဲ့အကူညီရဲ့သူကရောနေ inbox ဆိုပြီးမှပတ်စံပေးတာမျိုးတော့မဟုတ်ဘူးနော် maybe suggestion ဖြစ်နိုင်တယ်ဒါမှမဟုတ်ရင်လည်းကိုယ့်အတွက်ပေါ့နော်ဘယ်လိုမျိုးမှလဲ guideline တစ်ခုဖြစ်နိုင်တယ်ကိုယ်လမ်းကြောင်းပြပေးတယ်မအော်ငါဒါလုပ်လို့ရပါလားဆိုတာမျိုးဖြတ်လာလိုက်မယ်ဆိုတော့ကိုယ်နဲ့ပတ်သက်ပြီးတော့ကိုယ်အဲ့လိုမျိုးအကောင်း suggestion ပေးမဲ့သူမျိုးနဲ့ကြုံရလိုက်မယ်တွေ့ရလိုက်မယ် maybe လောက်ဝင်ခွင့်တော့ဆိုလဲကိုယ်ကူညီမဲ့သူဖိမမဲ့သူနဲ့တွေ့ရလိုက်မယ်လို့ကျွန်တော်မြင်နေပေါ့နော်ပြီးတော့နောက်တစ်ခုဒီဗီဒီယိုကြည့်နေသူတွေတော်တော်များများပါလိမကြခင်အတော်အတွင်းမှာပေါ့နော်ဒီဗီဒီယိုပဲအချိန်မှမြင်ပေါ့နော်မကြခင်အတော်ဒီမှာတကယ်ရောက်ကလေခုလေးဒီလိုမျိုးခြုံလာတစ်ခုလက်ဆောင်လာပေးလိုက်မယ်ခြုံလာဆိုတဲ့နေရာမှာယောက်ျားလေးအတွက်လည်းအကျုံးဝင်လိုက်မယ်မိန်းကလေးအတွက်လည်းအကျုံးဝင်လိုက်မယ်ပေါ့နော်ဆိုတော့ maybe တချို့လူတွေအတွက်ကအနှွေးထက်ဖြစ်နိုင်တယ်နှွေးထွေးမှုတစ်ခုပေါ့နော်အဲ့လိုမျိုး sign တစ်ခုလာလိုက်မယ်ပေါ့နော်ကိုအတွက်အဲ့လိုမျိုးခြုံလာတစ်ခုခုမိန်းကလေးအတွက်ဆိုခြုံလာညီမတို့ခြုံကြရပေါ့နော်အဲ့လိုမျိုးပေါ်ဝါလေးဖြစ်နိုင်တယ်ယောက်ျားလေးအတွက်ကျတော့ဒီလိုမျိုးအနှွေးထဲတို့အဲ့လိုမျိုးကိုနှွေးထွေးမှုပေးတဲ့အရာမျိုးပေါ့နော်အဲ့ sign တစ်ခုလာလိုက်ပေါ့နော်အဲ့ဒါလာရဆိုကိုယ့်ရဲ့ငွေကြေးကန်နေတော်တော်ကောင်းလာတယ်ကိုယ့်ဘဝမှာတကယ်ကိုယ်လမ်းပြပေးမဲ့သူတွေ supporting ပေးတဲ့သူတွေရှိလာတယ်လို့မှတ်ယူလို့ရတယ်ပေါ့နော်ဆိုတော့ရုံအခုမြင်တာ maybe ကိုယ့်အတွက်အဲ့လိုမျိုးတကယ်ညှို့ထွေးမှုပေးမဲ့သူအဲ့လိုမျိုးအခုချိန်မှာကိုယ်အရန်လိုချင်နေတဲ့အရာမျိုးတစ်ခုခုရှိတယ်ပေါ့နော်ဆိုတော့အဲ့တစ်ခုခုဖြစ်ခဲ့တယ်ကိုယ်မှာလက်ဆောင်တစ်ခုခုရခဲ့တယ်ညှို့ထွေးမှုနဲ့ပတ်သက်တဲ့အရာရခဲ့တယ်ဆိုတော့ဒါကိုယ့်အတွက်မကြခင်အဲ့စံတာတွေကပြင်မဲ့ကိုယ်အခက်ခဲရှိနေဆိုတော့ကြေးအိမ်မဲ့လို့မြင်နေပေါ့နော်
နောက်တစ်ခုဒီဗီဒီယိုကြည့်နေတဲ့သူတွေတော့အများမှာ guidance ကလေဘယ်လိုမျိုးရှိအောင်ဆိုတော့ guidance ကောင်းကြီးရှိရင်မရှိရမဟုတ်ဒါပေမဲ့ဘာလို့ဆိုကိုဖက်ကနေကွာမိထားတယ်လို့မျိုးဖြစ်နေတယ်ဆိုတော့အဆောင်ရှောက်တွေရောမြစ်တာပို့ပေးရလားသူတို့တွေရောကိုကတကယ်ရောရင်ထဲကနေလည်းလေးကျေးဇူးတင်ပေးလာပေါ့နော်အဲ့တစ်ချက်ပေါ့နော်ပြန်ကြည့်ကြည့်အကယ်လို့ကိုအခုချိန်မှာအရန်ခက်ခဲနေအရန်ပိတ်ဆို့နေလို့ခံစားရတယ်ဆိုဘာမှမလုပ်တော့မှညတိုင်းပေါ့နော်ဒါမှမဟုတ်လည်းမနက်တိုင်းပေါ့နော်အဆောင်ရှောက်တွေကိုမြစ်တာပို့ပြီးတော့ပဲဆူတောင်းတဲ့ဟာလေးလုပ်ကြည့်ကြည့်ကိုအစိတ်တွေလေးအေးချမ်းလာမယ်ပြီးရင်ဖြည့်ရှင်းရမယ့်အရာတွေခက်ခဲနေတဲ့အရာတွေ solution ရှာမတွေ့ဘူးဆိုတဲ့အရာတွေတဖြည်းဖြည်းနဲ့တူတူလမ်းကြောင်းလေးတွေပွင့်လာလိုက်မယ်ဆိုတော့နည်းနည်းလေးလဲပေါ့နော်ကိုယ့်ရဲ့ဒီအဆောင်ရှောက်တွေယုံကြည်စေချင်တဲ့ believe လုပ်စေချင်တဲ့ပေါ့နော်ပြီးတော့ကိုလည်းနည်းနည်းလေးဒီဟာနဲ့ပတ်သက်ပြီး emotion release ဆိုပြီးတော့ okay အခက်အခဲရှိရတော့ညနေအဲ့နောက်ကိုအရင်ကြီးမပူမပန်မန်းနဲ့ဘယ်လိုမျိုးလှုပ်လို့ရမယ်ဆိုတော့စိတ်အင်းနဲ့ဟာလောက်ဖို့လို့လေပြဿနာအဖြစ် solution ကရှိရပေါ့နော်ဆိုတော့ရုံပြောချင်တာဒီဗီဒီယိုကြည့်နေတဲ့သူတွေအားလုံးစိတ်တက်မကြနဲ့ကိုအတွက်ကောင်းမွန်တဲ့ result ရတဲ့အရာတွေကိုအတွက်ကောင်းမွန်တဲ့ဒီဟိုပေါ့ better person တွေတွေ့ဖို့ရှိရ better income တွေရှိရ better opportunity ရှိရဆိုတော့စိတ်နဲ့မချဘဲနဲ့ကိုလုံးမဲ့အရာကိုလုပ်သွားပြီးဒီဗီဒီယိုကြည့်နေအသူတွေတော်တော်များများချောင်းခဏဆိုမယ်ရင်ကျက်ချွဲချက်ခဏဖြစ်မယ်အဲ့ဒီဟာတတိထားပါရုပ်တရက်ကြီးချောင်းဆိုးတာတော့အရင်ကြီးရင်ကျက်တာတော့ချွဲချက်တာတော့ဖြစ်တတ်တယ်ဆိုတော့အဲ့ဒီဟာနဲ့ပတ်သက်ရင်တိထားဖို့လိုအပ်မယ်ပေါ့နော်ဆိုတော့ကျမရင်းနဲ့ပတ်သက်ရင်နည်းနည်း view site ပေါ့နော်အဲ့ဒီတွေပုံမှန်အိပ်ပါဆိုတော့ပြီးနောက်ခုဒီကာလာတွေအတော်အထက်မှာအစိမ်းရောင်အရင်ထက်ကြနေလိုက်မယ်တွဲသွားတဲ့နေရာနဲ့အစိမ်းတွေတွေ့နေမယ်ရုပ်တရက်ကြီးယုံကိုယ်တိုင်နဲ့အစိမ်းဝတ်ထားတယ်ပေါ့နော်ဆိုတော့အစိမ်းနဲ့ပတ်သက်ပြီးရန်ဓာတ်တွေချနေလိုက်မယ်အစိမ်းတွေ့တိုင်းလိုချင်တဲ့အစိမ်းတွေ့တိုင်းဥမာမာချာဆိုလဲတောက်ချင်တဲ့သဘောတရားပေါ့နော်ပြပြမယ်ဟိုအစိမ်းနဲ့ပတ်သက်တဲ့အရာရန်ကြီးကိုမှဓာတ်ချနေလိုက်ပါမယ်ဆိုတော့ဒီဗီဒီယိုကြည့်နေသူတွေအားလုံး good luck ပါပြီးတော့appointment လေးယူချင်တဲ့သူလေး appointment လေးကတော့ open ဖြစ်ပြီပေါ့နော်ဒါပေမဲ့ယွန်းကဒီလမှာဆိုတော့ဘာပဲအဓိကဦးစားပေးသွားမှာလဲဆိုတော့ယွန်းနဲ့ face to face ပေါ့နော်တွေ့ချင်တဲ့သူတွေအရင်များတာဖြစ်တဲ့အတွက် Zoom package ပါတနားရဲ့အချိန်ရတယ်ပေါ့နော်ဆိုတော့တနားရဲ့ face to face ယွန်းနဲ့ tarot reading လုပ်လို့ရတယ်ပေါ့နော်တနားရဲ့အတွင်းမှာသိချင်တာတွေမေးချင်တာတွေရင်ဖွင့်လို့ရတယ်ပြောလို့ရတယ် freely open မေးလို့ရတယ်ပေါ့နော်ဆိုတော့ဟိုယွန်းဟောတဲ့အပေါ်မှာထပ်ပြီးတော့မေးတာမျိုးလည်းရတယ်အပြန်အလှန်မေးလို့ရပါတယ်ဆိုတော့အဲ့ဒီရဲ့ booking ကိုဦးစားပေးပြီးတော့ယူရမယ်ကျန်တဲ့ appointment လေးတွေကတော့လက်ခံမယ်ဒါပေမဲ့တော်တော်လေးနှဲမဲ့ပေါ့နော်ဆိုတော့ Zoom ကတော့ priority ထားပြီးတော့ယုံလောက်သွားမယ်ဘာလို့ဆိုယုံမှာအရင်အမေးများယုံအချိန်မပေးနိုင်အဲ့တော့ဒီလကျတော့ယုံကအချိန်ပေးနိုင်တာဖြစ်တဲ့အတွက် Zoom package ကိုယုံဒီ1 hour consultation Zoom package ပေါ့နော်အဲ့ဒီဟာကိုတော့ယုံကဒါချေဦးစားပေးပြီးတော့လုပ်သွားပြီးမှဖြစ်တယ်ပေါ့နော်ဆိုတော့ဒီရဲ့ package လေးယူရှင်တဲ့သူတွေကကျတော့ယုံရဲ့ Facebook page Divine Soul Tarot ဘာယုံဆိုတဲ့ Messenger နေလဲတွားပြီးတော့မေးလို့ရတယ်လို့Telegram မှာတော့3998533338ကနေလည်း appointment booking ယူလို့ရပါတယ် TikTok မှာကျတော့စာကများတာဖြစ်တဲ့အတွက်ပေါ့နော်ယွန်းတစ်ခါတလေ reply လုံးဝမပြန်ဖြစ်ဘူးဆိုတော့အဲ့နှစ်ခုမှာတွားပြီး booking လေးတင်လို့ရတယ်အဲ့တော့ Zoom package လို့ရှင်တဲ့သူက Zoom package ဆိုမှယွန်း Messenger မှာလာပြီးတော့အသိစိတ်မြင်လို့ရတယ်စုံစမ်းလို့ရတယ်ပြီးခါကျတော့နောက်တစ်ခု Saturday Sunday တော့ယွန်းကတိတ်တော့မအားဘူးပေါ့နော်ဒါပေမဲ့အလုံးဝ Saturday Sunday ပဲအားတဲ့သူတွေအတွက်ဆိုလို့ယွန်းကအချိန်ကြီးပြီးတော့လုပ်ပေးပါမယ်ဆိုတော့အချိန်ပေးနိုင်တာဒီလရှိရဒီလပဲဖြစ်တယ်ပေါ့နော်ဆိုတော့ဒီအခွင့်အရေးကတော့ခဏလာမယ်မလားရှုံးမသိပေါ့နော်ဆိုတော့ Zoom 1 hour face to face consultation လုပ်ချင်တဲ့သူ tarot reading တစ်မျိုးတည်းမဟုတ်တော့ consultation လည်းပါမယ်ပေါ့နော်ကိုယ့်အတွက်တကယ်လို့အထက် guideline တွေယွန်းစမ်းစရာရတော့ပြောပေးတာမျိုးတွေရှိမယ်အပြန်လည်းဖြစ်မယ်ဆိုတော့ဒီရဲ့ package ကတော့အရင်ကိုယ့်အတွက် convenient လည်းဖြစ်မယ်အဆင်လည်းပြည့်မယ် package တစ်ခုဖြစ်မယ်ပေါ့နော်ဆိုတော့ဒီရဲ့ package လေး available ဖြစ်မယ်ဒီလမှာတကယ်ဦးစားပေးမယ်ပေါ့နော်ဆိုတော့ဒီဗီဒီယိုကြည့်နေတဲ့သူတွေအားလုံး good luck ပါဒီထက်ပိုပြီးတော့ကောင်းတဲ့ energy တွေကောင်းတဲ့သူတွေနဲ့တွေ့ရပါစေလို့ဆုမကောင်းလေးတောင်းပေးလိုက်ပါတယ်အကယ်လို့ energy resonate ဖြစ်တယ်ဆိုများများလေး share ပြီးများများလေး follow လုပ်သွားပေးပါအောင်လို့